ရှင်းနိုင်ဘူးဒီမှာချစ်သူရှိတယ်တရွာသူမှာချစ်သူရှိတယ် ဟာမင်းရွာမှာဘလောက်ပဲချစ်သူရှိမင်းရွာမှာရှိတဲ့ချစ်သူတဲ့တရွာသားချစ်ကပို့တယ်ဆိုတော့ယုံထားလိုက်ပါမင်းကလေးမယုံနိုင်ပါဘူးတရွာသားချစ်ကိုယ့်ရဲ့အချစ်ကိုလေနှိမ့်မို့တောင်းနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်တော့နှိမ့်မို့တောင်းကြီးကငိုးဥဖြစ်သွားမယ်ဇီးစီဇီးဒီကချောင်းဆွေးတယ်မစားနဲ့ငိုးဥကအားရှိတယ်ငိုးဥစားဒီမှာရှင်းကိုဒီမှာတခွန်းနဲ့ပြောမယ်ဆယ်သက်ဆယ်ကဘယ်တော့မချစ်နိုင်ဘူးဒါပဲဆက်ရလိုက်လားဝိုင်းရက်ဆက်လိုက်လားဆက်ရတော့အင်ဂျင်ဝင်နေပြေးကုန်မှာပေါ့ရက်ဆက်လိုက်လားဝိုင်းဝိုင်းကိုတကယ်မချစ်ဘူးလားမချစ်ဘူးမချင်ကိုရေတော့ခုံချပြီးသွားသိမယ်ခုံချပြီးသွားသိရေတဲ့ခုံချတည်တဲ့အကြောင်းမဟုတ်ဘူး3ရက်လောက်လူကြမသားကြီးကပုတ်ဝပြီးတော့ပေါ်လာအဆိုကြီးကလက်လို့ဟိုလူကဝိုင်းကြည့်ဒီလူကဝိုင်းကြည့်တဲ့မသားရှက်တယ်မလေးသေပြီးတော့မသားမြလာရှက်နေရသေးတယ်ဘလို့ဖြစ်ပေါ့အဲ့ဒါမကောင်းကိုဇွဲကြိုးချပြီးတည်လိုက်မယ်ဝိုင်းသေဇွဲကြိုးချပြီးတည်မယ်ဇွဲကြိုးချဖို့တော့ကိုကျိုးရှာအောင်မယ်တစ်ပေပေါ်ဖက်တဲ့ဘိုက်ပိုးအောင်မယ်အပွားခုံချလိုက်တဲ့တောင်ရှာကြီးက2000လောက်ထွဲလို့မျက်လုံးရပြူလို့မသားအလှပြက်တယ်လေသေးတာတော့မှအလှလုံးနေတယ်နော်မကောင်းကိုတေးဝင်းနဲ့ပြတ်တက်ပြီးတော့တေးမယ်အဲ့လေမတေးဝဲနဲ့ဂွင်းစွနေလူကြမကောင်းဘူး